တို့ဒီတစ်ခါ speaking 25ကိုလေ့လာကြမှာဖြစ်တယ်ပေါ့နော် okay speaking 25ကိုကြည့်ကြည့်မယ်ပေါ့နော် where ဘယ်နေရာလဲပေါ့နော် where ဆိုတာဘယ်နေရာ you can do ကတော့ပြောထားတဲ့အတိုင်းပဲမေးခွန်းလုပ်ချင်ထုတ်တယ်ပေါ့နော် okay where ဆိုတာဘယ်နေရာ do you come from မင်းဘယ်ကနေလာတာလဲပေါ့နော်မင်းဘယ်ကနေလာတာလဲမင်းဘယ်ကလာတာလဲအဲ့တော့ဘယ်နိုင်ငံဒေသကနေပြီးတော့ဘယ်နိုင်ငံကနေလာတာလဲလို့မေးတဲ့အခါမှာဒီဝက်ကြောင်မေးတယ်ပေါ့နော် where do you come from နော်ဒါဟိုလွယ်လေးလည်းမေးကြတယ် where are you from မင်းကဘယ်ကလဲပေါ့နော်နောက်တစ်မျိုးမေးမယ် where do you come from မင်းဘယ်ကလာတာလဲ Canada ကနေဒါကလာတာပါ Canada ကနေဒါကလာတာပါမြန်မာလာတယ်ဆိုရင်မြန်မာပေါ့နော် okay တော့ဒါကိုကိုကကြားဘူးတာဖြစ်ကြားဘူးရမယ်ပေါ့နော် where are you from လို့လည်းမေးတတ်တယ် where do you come from လို့လည်းမေးတတ်တယ်ပေါ့နော်ဒီမှာဘဝမ်းဖြစ်တယ်ဆိုတာကိုသတိထားရမယ်ပေါ့နော်ဘဝမ်းဖြစ်တယ်ပေါ့နော်အသိရေးကြည့်တယ်နော်ဘဝမ်းဖြစ်တယ်ဆိုတဲ့စကားဟာအသိရေးကြည့်ပါတယ်နော်ကိုယ့်ရဲ့နော်နေရထားနေဘယ်ကနေလာတာလဲလို့မေးတဲ့အခါမှာနော် where do you come from မင်းဘယ်ကလာတာလဲနော် Canada ကနေဒါကလာတာပါနော်မြန်မာနိုင်ငံလာတယ်ဆိုရင်လည်းမြန်မာနိုင်ငံလာတာပါလို့ပြောရမှာပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါ